ဒါကတော့ကျွန်တော်တို့တင်မောအက်တလန်တိတ်သမုဒ္ဒရာထဲမှာကျွန်တော်တို့ဒါခုံမောင်းနေတဲ့အချိန်ကျွန်တော်မြင်ရတဲ့ရှူခင်းကြီးပေါ့နော်ကျွန်တော်တို့ဒီကဘာကြီးရဲ့အလှတရားပေါ့ကဘာကြီးကိုကျွန်တော်တို့ကဒါပြာရောင်ဂျိုကြီးလို့ကျွန်တော်တင်သားခေါ်ကြရပါတော့အဲ့တော့ဒီကဘာကြီးရဲ့အလှတရားကိုကျွန်တော်တို့ဒီတင်မောပေါ်ကလေကြည့်မယ်ဆိုလို့ရှိရင်ဒါကုန်းပေါ်ကလို့ဒါအတားစီးမရှိပဲဒါကျွန်တော်တို့ရဲ့ဒီအပြာရောင်သမုဒ္ဒရာကြီးနဲ့ဒီအပြာရောင်ကောင်းကင်ကြီးထိစပ်နေတာကိုကျွန်တော်တို့ဒါရှင်းသားမြင်ရတယ်ပေါ့နော်ကျွန်တော်တင်မောသားတွေကတော့ဒါအများအားမြင်နေကြရှူခင်းဆိုပေမဲ့ဒီတခြားလူတွေကတော့မြင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥက္ကမင်းမောင်တို့စီးတဲ့ဒါပါစင်ဂျာရှစ်တို့ပုံစံမျိုးတွေသွားစီးမှာပဲကျွန်တော်မြင်ရမယ်ပေါ့နော်အဲ့တော့ဒီဥက္ကမင်းမောင်တို့စီးတဲ့ပါစင်ဂျာရှစ်တွေကလည်းကျွန်တော်ဒီအက်တလန်တိတ်အိုရှန်တို့ဘာတို့ဒါဖြတ်မောင်းနေဆိုတာကကျွန်တော်ရှားတယ်ပေါ့နော်သူတို့ကတော့ကန်းနာပတ်ပြီးသွားတာကြပဲများတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့တင်မောပေါ်ကဒါမြင်ရတဲ့ဒါသမုဒ္ဒရာကြီးနဲ့ဒီအက်တလန်တိတ်သမုဒ္ဒရာကြီးနဲ့ကျွန်တော်တို့ဒါကဘာကြီးရဲ့ကောင်းကင်ပြာကြီးရဲ့အလှတရားပေါ့နော်အခုကရာသီဥတုကတော့ကောင်းတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီဆွဲပေါ့နော်ဆွဲရှိတဲ့အတွက်ကျွန်တော်တို့ဒီတင်မောကြီးကတော့တအီနဲ့ဟိုဘက်ဒီဘက်လှုပ်နေတာပေါ့နော်ကျွန်တော်တင်မောပေါ်ကဒီမြင်ရတဲ့ဒီအပြာရောင်ကောင်းကင်ကြီးနဲ့ကျွန်တော်ဒီသမုဒ္ဒရာကြီးအလှတရားပေါ့နော်ဒါကိုကျွန်တော်တစ်တော့ပေါ်ကဒါလူတွေမြင်အောင်ကျွန်တော်တင်ပေးတာပေါ့နော်လုံးဝလှတဲ့ရှူခင်းကြီးပေါ့နော်ဒါကျွန်တော်ဖုန်းနဲ့ရိုက်ထားတာမဟုတ်တဲ့အတွက်ဒီအပြင်မှာဆိုလို့ရှိရင်ပို့ပြီးတော့ဒါလှတယ်ပေါ့နော်မျက်စိတစုံကျွန်တော်တို့ဒါသမုဒ္ဒရာကြီးနဲ့ဒီကောင်းကင်ကြီးကြီးဆက်နေတဲ့အတိုင်းကျွန်တော်မြင်နေရတာပေါ့အက်တလန်တိတ်သမုဒ္ဒရာထဲမှာဆိုတဲ့အတွက်ကျွန်တော်ဘေးမှာလည်းဒါတခြားသင်္ဘောတွေကမမြင်ရဘူးတော့เนาะဒါရှိပေမဲ့တို့တော်ဝေးတယ်ပေါ့ဝေးတဲ့အတွက်ကျွန်တော်တို့ဒါတစ်စီးနဲ့တစ်စီးမြင်ရဖို့တော့မလွယ်ဘူးပေါ့เนาะဒါတော့ကျွန်တော်သင်္ဘောတစ်စီးတဲ့ဒါအက်တလန်တိတ်သမုဒ္ဒရာကြီးထဲမှာကျွန်တော်ခုံမောင်းနေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့